အကြောင်းပြချက်တွေပြမနေနဲ့ငါအကြောင်းမပြီးဘူးငါငယ်သေးတယ်ဆိုတာကဘာပေါ်မှာအကြောင်းမပြီးတဲ့ကလေးတယောက်ကမီလီယံနာကြီးဖြစ်နေတယ်ဆိုတာခင်ဗျားတို့သိလားသူ့ရဲ့နာမည်ကအလက်ဆန်နာဝမ်လို့ခေါ်ပါတယ်သူ့ရဲ့မိဘတွေကတရုတ်လူမျိုးဖြစ်တယ်အမေရိကန်နိုင်ငံကိုရွှေ့ပြောင်းသွားပြီးတော့သူ့ရဲ့မိဘတွေလည်းသိပ္ပံပညာရှင်တွေဖြစ်တယ်အလက်ဆန်နာဝမ်ကအသက်10နှစ်အရွယ်မှာ program တွေ game တွေ code တွေနဲ့ရေးတတ်နေပြီသူရဲ့အသက်73နှစ်မှာ engineer အနေနဲ့အလုပ်ဝင်လုပ်နေပြီဒါခမရတို့ကရောသက်73နှစ်မှာဘာတွေလုပ်နေလို့လဲဘာတွေကိုပြင်ဆင်နေပြီလဲဒါပေမဲ့သူကြတော့ engineer အနေနဲ့အလုပ်ဝင်လုပ်နေပြီအဲ့ဒီအချိန်မှာသူက AI နဲ့အလုပ်လုပ်တယ်ဖြစ်တယ်သူက AI တွေရဲ့လိုအပ်ချက်တွေ AI တွေကမလိုအပ်ချက်တွေသူသိလာတယ်AI ဆိုတာကတရိတ်ဆန်မွေးတာနဲ့တိတ်မကွာဘူးတကယ်လို့အစာကောင်းကျွေးမယ်ဆိုရင်တော့အဲ့ဒီတရိတ်ဆန်ကကောင်းကောင်းမွန်မွန်ဖြစ်လာတယ် AI တွေလည်းအဲ့လိုပဲကောင်းမွန်တဲ့အချက်လက်တွေကျွန်တော်တို့တင်သွင်းမယ်ဆိုရင်အဲ့ဒီ AI ကထက်မြက်လာမယ်အဲ့ဒီ AI ကကျွမ်းကျင်လာမယ်တကယ်လို့မိုက်မဲတဲ့အချက်လက်တွေအစစ်မရှိတဲ့အချက်လက်တွေကျွန်တော်တို့တင်သွင်းမယ်ဆိုရင်တော့လေအဲ့ဒီ AI ကသုံးစားလို့မရဘူးဘာမှလည်းလုပ်လို့မရဘူးဘာဖြစ်လဲသူကမထက်မြက်ဘူးမကျွမ်းကျင်လာဘူးအချက်လက်ပေါ်မှာမူတည်တယ်ဒါကြောင့်အလက်ဆနာဝါကသူဒီလိုမျိုးတွေးလို့ရနိုင်တဲ့အချိန်မှာသူကကျောင်းကိုပြန်တက်ချင်တယ် MIT တက္ကသိုလ်ကျောင်းကိုပြန်တက်တယ် MIT တက္ကသိုလ်ကျောင်းမှာကျောင်းတက်တာခဏလေးနဲ့ပဲဆရာတွေသင်ပေးတဲ့အရာတွေကသူ့အတွက်အဆင်မပြေဘူးသူ့အတွက်အသုံးမဝင်ဘူးဖြစ်နေတယ်ကျောင်းကနေထွက်ပြီးတော့သူ့ကိုယ်တိုင်ကုမ္ပဏီတစ်ခုကိုတည်ထောင်လာတယ်သူ့ရဲ့ကုမ္ပဏီနာမည်က Scale AI ဖြစ်တယ်ဒီ Scale AI ကဘာတွေလုပ်ပေးတာလဲ AI တွေကိုပြန်ပြီးတော့သင်ပေးတယ် AI တွေကကျွမ်းကျင်အောင်ဆိုရင်တော့လုပ်ပေးတဲ့ကုမ္ပဏီဖြစ်တယ်ဒါဆိုရင်ကမ္ဘာကြီးထဲမှာ AI တွေအများကြီးရှိတယ်သူများလည်းလုပ်နေတာပဲဘာဖြစ်လို့ तू ကဒီ Scale AI ကုမ္ပဏီကိုတည်ထောင်လိုက်တာလဲအောက်မွန်တဲ့အချက်လက်တွေတိကျစွာဖြစ်အောင်စီစဉ်ပေးတဲ့ကုမ္ပဏီဖြစ်တယ် AI တွေကိုပြန်ပြီးတော့သင်ပေးတဲ့ကုမ္ပဏီလိုမျိုး AI တွေကိုအစာကျွေးတဲ့ကုမ္ပဏီဖြစ်တယ်ဒီချိန်မှာသူ့နဲ့သူ့တငယ်ချင်း2ယောက်ပဲရှိတယ်ဒီ Scale AI ကုမ္ပဏီတည်ထောင်တာကကွန်ပျူတာနှလုံးထဲနဲ့ပဲစပြီးတော့တည်ဆောက်ခဲ့တယ်သူ့ရဲ့တငယ်ချင်းတွေဒီ2ယောက်ကဆိုရင်တော့အိမ်မှာပဲလုပ်တယ်2ယောက်တာကောက်ကိုယ်တိုင်လည်းရေးယူတယ် program တွေလည်းရေးယူတယ်အကုန်လုံး2ယောက်တာ plan တွေလည်း2ယောက်တာပဲစွဲပြီးတော့ဒီကုမ္ပဏီကိုတည်ဆောက်လာတယ်အချိန်ခဏလေးနဲ့ပဲကမ္ဘာလောကကြီးကိုချပြလိုက်တဲ့အချိန်မှာဘယ်သူတွေစိတ်ဝင်စားလဲအခုကျွန်တော်တို့သုံးနေတဲ့ ChatGPT တွေ OpenAI တွေပေါ့ပြီးတော့ Microsoft တွေ Amazon တွေအခုလက်ရှိကျွန်တော်တို့သုံးနေတဲ့ Facebook ရဲ့ Meta ကုမ္ပဏီလည်းစိတ်ဝင်စားတယ်ဒီ Scale AI ကုမ္ပဏီကိုအရန်ကုန်မှာသဘောကျပြီးတော့သူတို့ရဲ့အလုပ်တွေအကုန်လုံးလာအပ်ကြတယ်အခုခေတ်စားနေတဲ့လူမောင်းဆရာမလိုပဲနဲ့ဆရာလူမောင်းတဲ့ကားတွေဘက်ထရီကားတွေကအစဒီ Scale AI ကုမ္ပဏီကိုလာပြီးတော့စာချုပ်ချုပ်ကြတယ်။ဘာဖြစ်လို့သူတို့စီမှာမကောင်းလို့လား။ကောင်းတယ်သူတို့စီမှာအချက်လက်တွေအများကြီးရှိတယ်။ဒါပေမဲ့စနစ်တကျမှာဖြစ်လို့ဒီ Scale AI ကစနစ်တကျပုံမှန်စနစ်တကျနေရာကျကိုဖွဲ့စည်းပေးတဲ့ကုမ္ပဏီဖြစ်တဲ့အတွက်ကြောင့်ခွဲပေးတယ်။ဒီနေရာကဘာလဲဒီနေရာဘယ်လိုသွားတာလဲဆိုတော့စီပေးတဲ့ကုမ္ပဏီဖြစ်တယ်။ဒါကြောင့်ဒီကုမ္ပဏီကြီးတွေကလာရောက်ပြီးတော့သူနဲ့လက်သွဲတယ်။ဒီအချိန်မှာသူ့ရဲ့ကုမ္ပဏီကတန်ဖိုးက1 billion ဖြစ်နေပြီဒါပေမဲ့သူ့ကိုအရန်သဘောကျနေတဲ့လူတစ်ယောက်ရှိတယ် Mark Zuckerberg ကဘာဖြစ်လို့သူ့ကိုသဘောကျတာလဲဒီကလေးတစ်ယောက်ကဒီလောက်ကျွမ်းကျင်နေတဲ့ idea ဒီလောက်ကောင်းနေတဲ့ idea တွေကိုထောက်နိုင်တဲ့ scale တွေရှိတယ်ဒါကြောင့် Mark Zuckerberg ကအရန်သဘောကျပြီးတော့သူ့ကိုဘယ်လိုမျိုးရအောင်လုပ်ရမလဲဆိုတာ Mark Zuckerberg ကသူ့ရဲ့ကုမ္ပဏီကို share အဖြစ်နဲ့ဝင်လိုက်တယ်အဲ့ဒီအချိန်မှာ Scale AI ကုမ္ပဏီတန်ဖိုးက10 billion ဖြစ်သွားတယ်ဒါကအချိန်3-4နှစ်ပဲရှိသေးတယ်နော်အဲ့ဒီအချိန်မှာအလက်ဆန်နာဝမ်ကအသက်18နှစ်ပဲရှိသေးတယ်အသက်18နှစ်မှာဘီလီယံနာကြီးတယောက်ဖြစ်နေပြီခင်ဗျားတို့ကရောအဲ့ဒီအရွယ်တုန်းကအသက်18နှစ်တုန်းကဘာတွေလုပ်နေလဲဒါသူအကြောင်းပြီးတဲ့လူမဟုတ်ဘူးကြောင်းလည်းမပြီးဘူးခလေးလေးပဲရှိနေတယ်ဒါကြောင့်ကိုယ့်အချိန်တွေကိုရထားတဲ့ပညာတွေကိုတက်ထားတဲ့အရာတွေကအတုံးမချပဲနဲ့ဘယ်တော့မှ
အောင်မြင်မှာမဟုတ်ဘူးအလက်ဆန်နာဝမ်ကိုကြည်လိုက်အခုစင်တော့ကဘာပေါ်မှာအသက်အငယ်ဆုံးတထေးကြီးဖြစ်နေတယ်ဒါကိုကျွန်တော်တို့အတွက်တင်ယူစရာကောင်းတဲ့အချက်တစ်ခုပေါ့ကျွန်တော်ပြောလင်းပါတယ်ဟုတ်ကဲ့အားလုံးမင်္ဂလာပါ